CSC အသားနဲ့အုတ်တွေတော့လုံးလို့ရတယ်တိုင်နေရောလောင်းလို့ရသလားဆိုတဲ့အဖြေကိုကျွန်တော်မေးထားတာဖြစ်ပါတယ်ဒီလိုကြောင့်ကျွန်တော်ဒီမေးခွန်းလေးရဲ့အဖြေလေးကိုကျွန်တော်ဖြေသွားမှာဖြစ်ပါတယ်ဥပမာဗျာအိမ်တစ်လုံးစောက်မယ်ကျွန်တော်က steel structure တွေနဲ့ဟိုပါပေါ့တန်ချောင်းတွေနဲ့ထောင်ထားတယ်တန်တိုင်တွေနဲ့ထောင်ထားတယ်ဆိုတော့ကောင်းတိုင်တွေထောင်ထားတယ်တန်ချောင်းတွေထောင်ပြီးတော့ကွန်ကရစ်တိုင်တွေထောင်ထားတယ်တန်တိုင်တွေထောင်ထားတယ် CSC ကတော့အဲ့လိုတိုင်နေနေရမှာအစားထိုးလို့မရပါဘူးအန်ဒီရများပါတယ်လုံးဝမာကျောမှုမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ကွန်ကရစ်အသားရဲ့တဝက်လောက်ကို CSC ကပေါ့ပါအောင်လို့ရော့ချတဲ့အတွက်ကြောင့်ကျွန်တော်တို့ကွန်ကရစ်တိုင်လိုနေရာတွေမှာမရဘူးနံပါတ်1တစ်ချက်ဘင့်ဒန်းနေမရဘူးဘင့်ဒန်းနေလုံးဝမရဘူးဘာလို့ဆိုတော့သူကကွန်ကရစ်လိုမာကျောမှုမရှိပါဘူးထက်ဝက်လောက်ကိုပေါ့အောင်လို့ရှော့ချတဲ့အတွက်ကြောင့်ဝင်မထမ်းရတဲ့နေရာတွေဆိုရင်ရတယ်ဝင်ထမ်းမဲ့ဟာဆိုရင်မရပါဘူးတို့ကြောင့်ကျွန်တော်တို့ကတချို့တွေကကျွန်တော်မေးတယ်ခင်းလို့ရတာခင်းလို့ရတယ်ဘလို့နီးနဲ့ခင်းမလဲဒကင်ရှိတွေခင်းဒကင်ရှိပေါ်ကခင်းလို့ရတယ်အဲ့တော့ဒကင်ရှိတွေခင်းမယ်ဆိုရင်လည်းဒကင်ရှိအောက်မှာရှိတဲ့တန်းတွေလူတယ်တန်းတွေကလည်းတန်ဒန်းတော်၎င်းကွန်ကရစ်တန်းတော်၎င်းခင်းရတယ်မြောက်တကူမှာရှိတဲ့ကျွန်တော်ရဲ့မိတ်ဆွေတယောက်ကအိမ်ဆိုလို့ရှိရင်သူကကွန်ကရစ်တွေခင်းတာကိုသူကတက်တာခြင်းတယ်ရှော့ခြင်းတယ်အဲ့ဒါကွန်ကရစ်တွေခင်းလို့ရှိရင်ကျွန်တော်တို့အောက်ကနေပြီးတော့ကြောက်ပုံးများတယ်သူအများကြီးငါးတက်သားပြားတွေသူမတက်နိုင်ဘူးငါးတက်သားပြားတွေမလိုချင်တော့သူကဆွတ်ရှာကိုသူကကွန်ကရစ်တိုင်နေနဲ့ကွန်ကရစ်ဘင်းနေနဲ့သူအကုန်လုံးလိုက်တယ်တွက်ချပြီးတော့အဲ့ဒီထဲတွေကိုသူကဓာတ်ရှိတွေအကုန်ခင်းလိုက်တယ်အပြင်ကကြည့်လို့ရှိရင်လည်းဒကင်ရှိကိုမမြင်ရဘူးစုပ်ပြီးတော့ကြောက်ပုံးရဲ့ဟိုပါပေါ့ဘင်းတန်းရဲ့နှစ်လက်မသုံးလက်မကိုသူကစုပ်ပြီးတော့ခင်းလိုက်တယ်အပြင်ကကြည့်လို့ရှိရင်တော့ဟိုဟာမမြင်ရဘူးဟလာဒကင်ရှိကိုမမြင်ရဘူးဒကင်ရှိအသားမပေါ်တော့ဘူးပေါ့နော်သူကအဲ့လိုခင်းတယ်အဲ့တော့ဒကင်ရှိကိုသူကဒီဘင်းနေပေါ်ကိုလှမ်းပြီးတော့ခင်းလိုက်တယ်ပြီးတော့ဒကင်ရှိပေါ်ကိုကွန်ကရစ်မလောင်းဘူး CSC တွေလောင်းတယ်ဘာဖြစ်လို့ CSC တွေလောင်းလဲဆိုတော့သူကဈေးတက်တာကျင်တာကတကြောင် weight တွေကို short ချကျင်တာတကြောင်သူကအပေါ်ထက်တွေ၄ထက်လောက်သူကထက်ခိုးတွေဟိုပါပေါ့အထက်မြင့်နေမို့အထက်အနှိမ့်နေသူက9ထက်6ထက်လောက်သူကစောက်ချင်တဲ့အတွက်ကြောင့်သူက CSC တွေကြီးပြီးဒကင်ရှိတွေပေါ်ခင်းပြီးတော့ကျွန်တော်လောင်းပေးဘူးပါတယ်အဲ့ဒါကတော့ဟိုပါပေါ့မြောက်တကူမှာရှိတဲ့ကုမ္ပဏီသားမှာရှိတဲ့ဟိုအဆောင်တစ်လုံးကိုကျွန်တော်လောင်းပေးခဲ့တာဖြစ်ပါတယ်တို့တဲ့ကြောင့်ကျွန်တော်တို့က CSC ကဆိုလို့ရှိရင်တိုင်နေမရဘူးဝင်မခင်းတဲ့ဟာတွေမရဘူးဒကင်ဘော်ဒီမှာခင်းလို့ရပါတယ်တချို့အိမ်ကြီးဒါဘာမှာရှိတဲ့အခန်းတွေရှိတယ်တချို့တွေဆိုလို့ရှိရင်အပေါ်ထုံးထက်တွေ9တက်6တက်မှာရှိတဲ့ခေါင်မိုးနဲ့ခေါင်မိုးကတဝက်ကွန်ကရစ်သားတဝက်နေကြတဲ့အိမ်ကြီးရှိတယ်တချို့အိမ်တွေဆိုလို့ရှိရင်ခေါင်မိုးကတဝက်ကွန်ကရစ်သားတဝက်ဒါဘာအခန်းလို့ခေါ်တာပေါ့နော်အဲ့လိုအခန်းတွေမှာဆိုအရန်ပူတယ်ဆိုလို့ရှိရင်အပေါ်အသားကို CSC 2လက်မတော့၎င်း3လက်မတော့၎င်းခင်းလို့ရတယ် CSC ပါခင်းပြီးတော့ထပ်ပြီးတော့ CSC ဘောတွေကြွေပြားခင်းလို့ရတယ်အဲ့ဒါဆိုလို့ရှိရင်အောက်ထက်ကအပူလျှောက်မှုတက်တာသွားပါလိမ့်မယ်အဲ့ဒါလည်းရတယ်အဲ့တော့ကွန်ကရစ်ဘောတွေထပ်ပြီးတော့ CSC အသားကိုထပ်ပိုးအလွှာပြထပ်ခင်းလို့ရတယ်ဘာဖြစ်လို့ထပ်ပိုးလာတဲ့ထပ်ခင်းလဲဆိုတော့အောက်ကိုအပူဓာတ်ရိုက်မရောက်တော့ဘူး CSC ကတော်တော်များများကိုအပူတွေကိုစုပ်ယူလိုက်တဲ့အတွက်ကြောင့်တာမန်တက်ကို2ဆလောက်အေးမြသွားနိုင်ပါတယ်အဲ့လိုမျိုးကွန်ကရစ်အသားပေါ်မှာလည်းထပ်ခင်းလို့ရတယ်တချို့လူတွေကြတော့ဘယ်လိုလုပ်လဲဆိုတော့ဒကင်ရှိပေါ်မှာကွန်ကရစ်သားကို3လက်မလောက်ခင်းတယ်ဟဲ့လား CSC ကို2လက်မလောက်ခင်းတယ်ဒူးက5လက်မလောက်တက်သွားတယ်အဲ့တော့ကြောင့်ထူလဲထူမဲ့အပူလဲတက်တာမယ်တချို့ကအဲ့လိုနီးပညာနဲ့ညံကူပြီးတော့ခင်းတဲ့အိမ်တွေလည်းရှိပါတယ်တချို့ကဒကင်ရှိပေါ်မှာကွန်ကရစ်သားလုံးဝမခင်းဘူး CSC အသားကြီးပဲ5လက်မအထူး6လက်မအထူးကိုလုံးဝခင်းလိုက်တယ်ခင်းပြီးတော့သူတို့ကဘာလုပ်လဲဆိုတော့ရေစိတ်ဝင်မှုလုံးဝမရှိအောင်သူတို့ကအပေါ်ကနေပြီးတော့ရေတားတဲ့ကုတ်တင်ဆေးကုတ်တင်တစ်မျိုးအစိမ်းအောင်တစ်မျိုးကိုသူကကုတ်ထက်လိုက်တယ်လုံးဝရေမဝင်တော့ဘူးဟာလားတချို့နေရာတွေဆိုလို့ရှိရင်ရေလှောင်နဲ့ကန်လေးတောင်လုပ်တာတချို့အိမ်တွေဆိုရင်ကျွန်တော်လုပ်ပေးဘူးတဲ့အိမ်တွေဆိုရင်သူကဘယ်လိုလုပ်ထားလဲဆိုတော့အပေါ်ကကွန်ကရစ်သားတွေကနေပူလို့ရှိရင်အောက်ကိုအပူကဆင်းတဲ့အတွက်ကြောင့်အောက်ထက်ကနေလို့မလောက်ဘူးနေလို့မရဘူးပေါ့နော်ပူတယ်ပေါ့အဲ့လိုနေရာမျိုးမှာကျွန်တော်ကဘယ်လိုလုပ်ထားဆိုတော့အပေါ်မှာ CSC နဲ့ခင်းပေးထားတယ်4လက်မ5လက်မထူလောက်အုတ်ရေကန်လေးကျွန်တော်လုတ်ပေးထားတယ်အဲ့ထဲကိုရေထည့်ထားတယ်ရေထည့်ထားလို့ရှိရင်ကျွန်တော်တို့ကနေရပူတယ်ရေ9လက်မဒုကန်လေးကျွန်တော်လုတ်ပေးထားတယ်ရေကို
အပူချိန်ကမဖြတ်တော့ဘူးအောက်ထက်ကလုံးဝကိုအေးမြနေတယ်အဲ့လိုမျိုးအကြံဉာဏ်နေနဲ့လဲ CSC ကအစားထိုးပြီးတော့သုံးလို့ရပါတယ်ဒီမေးခွန်းလေးကိုမေးတဲ့လူကိုလည်းကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုအများသူငါအတွက်ဒီအဖြေလေးကိုဖြည့်ပေးရလို့ဝမ်းလန်းတာပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေထပ်ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ YouTube channel လေးကိုဝင်ရောက်လေ့လာလို့လည်းရပါတယ် YouTube channel ထဲမှာဆိုရင်ဗီဒီယိုအပုတ်ပေါင်း150လောက်တင်ထားပါတယ်အဲ့ဒီမှာသူ့ခန္ဓာနဲ့သူမိကုံးများစွာကိုလည်းကျွန်တော်ရှင်းပြပေးထားတာရှိပါတယ် CSC အုပ်လုံးနီးတွေစီနီးတွေဘယ်လိုလုပ်ရမယ်ဆိုတဲ့ဟာတွေလည်းရှင်းပြပေးထားတာရှိပါတယ်အဲ့ဒီမှာလည်းဝင်ရောက်လေ့လာလို့လည်းရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ